ချစ်ခင်လေးစားဟန်တဲ့ဓမ္မမိတ်ဆွေအပေါင်းတို့ခမညာဒီနေ့မှာကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာဟာကျွန်တော်တို့ရဲ့စိတ်ကူးအာရုံတွေကိုစัจ java လာရဲ့အဆုံးမရှိတဲ့အတိုင်းအဆောက်တွေစီခေါ်ဆောင်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့နေထိုင်နေတဲ့ဒီလောကကြီးမှာဘဝဆိုတာဘယ်ကစလို့ဘယ်မှာဆုံးတယ်လဲဆိုတာကိုတွေးဖူးကြပါသလားဗုဒ္ဓဘာသာရဲ့အယူအဆအရတန်တရားဆိုတာအစကိုရှာမတွေ့နိုင်လောက်အောင်ရှည်လျားလွန်းလာပါတယ်ဒီရှည်လျားလွန်းလာတဲ့တန်တရားတစ်လျှောက်မှာကျွန်တော်တို့ရဲ့မြတ်စွာဘုရားရှင်ဟာပါရမီတော်တွေကိုအသက်နဲ့လဲပြီးဖြည့်ကျင့်ခဲ့ရတာဖြစ်ပါတယ်အဲဒီလိုပါရမီဖြည့်ရတဲ့အချိန်ကာလကိုလေးသိင်ကြီးနဲ့ကဘာတသိန်းလို့ကျွန်တော်တို့ကြားဘူးကြမှာပါဒါပေမဲ့ကဘာဆိုတဲ့အတိုင်းအစတစ်ခုကဘလောက်တောင်ကြာမလဲဆိုတာကိုဗုဒ္ဓဝန်တပါဠိတော်မှာအလွန်စိတ်ဝင်စားဖို့ကောင်းအောင်ပြဆိုထားပါတယ်ကျွန်တော်တို့မျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပါကဘာတစ်ခုပြက်လိုက်တစ်ခါပြန်ဖြစ်လိုက်နဲ့လေပတ်နေတဲ့အဝိုင်းကြီးတစ်ခုပေါ့အဲ့ဒီလိုကဘာပေါင်းကဒေကြာမွဲ့နေအပြီးဖျားတဆူမှမပွင့်လာတဲ့ဗလာကဘာစုံညကပ္ပတွေဟာတန်တရာမှာမရေမသွက်နိုင်အောင်ရှိခဲ့တာမှာဓမ္မမိတ်ဆွေတို့ခမညာဗုဒ္ဓဝန်တပါဠိတော်ရဲ့ဗုဒ္ဓပကိဏကကန္ဓမှာဖျားရှင်တို့ပွင့်ထွန်းရာကပ္ပအမျိုးအစား၅မျိုးကိုအစဉ်စဉ်ခွဲခြားပြထားပါတယ်ဒါတွေကိုသိရှိထားခြင်းဟာဖျားသာသနာနဲ့ကြုံကြိုက်ရတာဘလောက်တန်ဖိုးရှိတယ်လဲဆိုတာကိုပိုပြီးနက်နက်ရှိုင်းရှိုင်းခံစားရစီမှာပါတဲ့ပထမဆုံးကတော့တာရကဘာပါတာရဆိုတာအနှစ်တာရလို့အဓိပ္ပာယ်ရပါတယ်ဘာကြောင့်လဲဆိုတော့ကဘာပေါင်းများစွာဖျားမပွင့်ပဲအမောင်ကျနေတဲ့ဂျားကမှဒီကဘာမှာဖျားတဆူပွင့်လာလို့ဖြစ်ပါတယ်အမောင်တို့ထဲမှာစီမီတတိုင်းစတင်လင်းထင်းလာတယ်လို့မျိုးပေါ့ခင်ဗျာနှစ်ဒုတိယအမျိုးအစားကတော့မန္ဒကဘာဖြစ်ပါတယ်မန္ဒဆိုတာအလွန်မွန်မဲ့တဲ့အနှစ်ကိုဆိုလိုတာပါဒီကဘာမှာတော့ထူးထူးခြားခြားဖျားနှစ်ဆူပွင့်တော်မူပါတယ်ဥပမာအဖြစ်အတိတ်ကာလတစ်ခုမှာအနောမတတိမဲစွာဖျားပွင့်တော်မူခဲ့တဲ့ကဘာမျိုးပေါ့ခင်ဗျတတရာကတော့ဝရကဘာပါဝရဆိုတာမြတ်သောကြော်ကြားသောလို့အဓိပ္ပာယ်ရပါတယ်ဒီကဘာမှာတော့ဖျားသုံးစုအထိပွေထွန်းပြီးတတ္တဝါတွေကိုကဲတင်တော်မူပါတယ်စတုထကတော့တာရမန္ဒကဘာပါဒါဟာအနှစ်တာရတွေထဲမှာမှအနှစ်အရှိဆုံးကဘာလို့ဆိုနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖျား၄စုတောင်ပွင့်လို့ပါပဲကျွန်တော်တို့ရဲ့ဖျားလောင်းသူမေရတရစ်ဗျာဒိတ်တော်ခံယူခဲ့တဲ့ဒီပင်ကရမဲစွာဖျားတို့လက်ထက်ကကဘာဟာလဲတာရမန္ဒကဘာတစ်ခုဖြစ်ခဲ့ပါတယ်နောက်ဆုံးအထူးခြားဆုံးကတော့ကျွန်တော်တို့အခုနေထိုင်နေတဲ့ဗဒ္ဒကဘာပဲဖြစ်ပါတယ်ဗဒ္ဒဆိုတာအလွန်မင်္ဂလာရှိသောအလွန်ကောင်းမြတ်သောလို့အဓိပ္ပာယ်ရပါတယ်ဖျား၅စုတောင်ပွင့်မဲ့ကဘာဖြစ်လို့တန်တရားမှာအလွန်ရာခဲတဲ့ကဘာကြီးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့စင်ကျင်ကြည့်ရမှာကမြတ်စွာဘုရားရှင်တဆူပွင့်လာပြီဆိုရင်လောကကြီးကဘလို့ဖြစ်သွားသလဲဆိုတာပါပဲစာအုပ်ထဲမှာဖော်ပြထားတာကတော့ဘုရားရှင်ဟာလောကရဲ့အလင်းတိုင်လို့ဆိုပါတယ်ဘုရားရှင်ရဲ့ကိုယ်တော်ကနေထွက်ပေါ်လာတဲ့ဗျာမပပရောင်ကြီးတော်ပြီဟာနေမင်းကြီးရဲ့အလင်းတောင်ပိုပြီးတောက်ပါတယ်ပိုပြီးအေးမြတယ်လို့ဆိုထားပါတယ်ဖျားရှင်ပွင့်ထွန်းလာတဲ့အချိန်ကာလဗုဒ္ဓပုဒ္ဒါခဏဆိုတာတတ္တဝါတွေအတွက်အလွန်တရာမှယာခဲလာတဲ့အခါကောင်းကြီးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဖျားရှင်ရဲ့တရားတော်တွေဟာတတ္တဝါတွေရဲ့စိတ်ထဲမှာကိန်းဝတ်နေတဲ့လောဘဒေါသမောဟဆိုတဲ့အစိတ်အတောက်တွေကိုဖယ်ရှားပေးနိုင်လို့ပါပဲဒါပေမဲ့ဓမ္မမိတ်ဆွေတို့ခမညာဒီလိုအနိုင်မဲ့တကိုးတော်ရှင်ဖျားရှင်တောင်မှနောက်ဆုံးမှာတော့သင်္ခါရတရားရဲ့နေရာအတိုင်းပရိနိဗ္ဗာန်စံဝင်ကြရပါတယ်ခတ်သိမ်းသောသင်္ခါရတရားတွေဟာအချီးနီးသားthứcကုန်တည်ဆိုတဲ့အမှန်တရားကိုဖျားရှင်တို့ကကိုယ်တိုင်သက်တည်ပြသွားကြတာပါဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြမဲ့ဗုဒ္ဓဝင်အချင်းချုပ်ကိုနားထောင်တဲ့အခါမှာဖျားရှင်တို့ရဲ့ဖုံးတကူကိုကြီးညိုယုံတိမ်မဟုတ်ဘဲကျွန်တော်တို့ရရှိထားတဲ့ဒီဗဒ္ဒကဘာရဲ့သာသနာတော်ကြီးဟာဘ
ဘလောက်တန်ဘူးရှိတယ်လဲဘလောက်ရာခဲတယ်လဲဆိုတာကိုနှလုံးသွင်းပြီးနားထောင်စေခြင်းပါတယ်ခင်ဗျာကဲအခုဆိုရင်ကျွန်တော်တို့ကဘာဦးကာလကနေစပြီးပွင့်တော်မူခဲ့တဲ့ဖျားရှင်တို့ရဲ့အကြောင်းကိုအသေးစိတ်ဆက်လက်ကြည်ညိုကြရအောင်ပါအခုအပိုင်းနှစ်မှာတော့အဲ့ဒီရှည်လာတဲ့ကဘာဦးကာလမှာပထမဆုံးပွင့်ထွန်းခဲ့ကြတဲ့ဖျားရှင်တွေရဲ့အကြောင်းကိုခီးဆက်ကြရအောင်ပါကျွန်တော်တို့ရဲ့ဂေါတမမြတ်စွာဘုရားရှင်ပါရမီဖြည့်ခဲ့တဲ့လေးသင်္ချေနဲ့ကဘာတသိန်းဆိုတဲ့ခီးစဉ်ကြီးဘယ်ကနေစတင်ခဲ့တာလဲဒါကိုသိဖို့ဆိုရင်ကျွန်တော်တို့ဟာလွန်ခဲ့တဲ့လေးသင်္ချေနဲ့ကဘာတသိန်းရဲ့ချက်ကတာရမန္တကကဘာကြီးတစ်ခုစီကိုစိတ်ကူးနဲ့လှမ်းမြော်ကြည့်ရပါလိမ့်မယ်အဲ့ဒီကဘာဟာအလွန်ထူးကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖျားတဆူတဲ့မဟုတ်ပဲဖျားလေးစုတောင်ပွင့်ထွန်းခဲ့လို့ပါပဲအဲ့ဒီကဘာဦးမှာပွင့်တော်မူခဲ့တဲ့ဖျားရှင်၃စုကတော့တနင်္ဂရာမေရင်္ဂရာနဲ့တရနင်္ဂရာမြတ်စွာဘုရားရှင်တို့ပဲဖြစ်ပါတယ်ဒီဖျားရှင်၃စုရဲ့သာသနာတော်ကာလတွေမှာကျွန်တော်တို့ရဲ့ဖျားလောင်းဟာဗျာဒိတ်တော်မရသေးပါဘူးဒါပေမဲ့အဲ့ဒီဖျားရှင်တွေရဲ့ခြေတော်ရင်းမှာကုသိုလ်တွေပြုခဲ့တာတော့သိကြပါတယ်အဲ့ဒီနောက်မှာတော့ထိုကဘာမှာပဲစတုတ်ထမြောက်ဖျားရှင်အဖြစ်ဒီဘင်္ဂရာမြတ်စွာဘုရားရှင်ပွင့်ထွန်းလာခဲ့ပါတယ်ဒီနေရာမှာကျွန်တော်ပုံရိပ်လွှာလေးတစ်ခုကိုမြင်အောင်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဖျားလောင်းဟာသူ့မေရအမည်ရှိရဲ့ပုံနာပျော်လေးတူဖြစ်ပါတယ်သူဟာအလွန်ချမ်းသာတဲ့တထေးမျိုးရိုးကဆင်းသက်လာသူဖြစ်ပြီးရွှေငွေရတနာတွေကိုယ်ရေပေါင်းများစွာပိုင်ဆိုင်ခဲ့သူပါဒါပေမဲ့သူ့မေရဟာအဲ့ဒီစီးစိမ်တွေကိုအချီးအနီးလော့မြင်ပြီးတောထွက်ကရသေးဝစ်ခဲ့ပါတယ်တနေ့မှာတော့ဒီဘင်္ဂရာမြတ်စွာဘုရားရှင်ကြွလာမယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါသူ့မေရရင်ရသေးဟာအလွန်ဝမ်းမြောက်သွားခဲ့ပါတယ်ရမဝလီမြို့သူမြို့သားတွေဟာဘုရားရှင်ကြွလာမဲ့လမ်းကိုပြုပြင်နေကြပါတယ်သူ့မေရရသေးဟာလည်းကုသိုလ်ယူချင်တာနဲ့လမ်းရဲ့ဘတ်အိုင်ထူထပ်တဲ့နေရာတစ်ခုကိုတောင်းယူပြီးကိုယ်တိုင်ပြုပြင်ခဲ့ပါတယ်ဒါပေမဲ့လမ်းမပြီးခင်မှာပဲဒီဘင်္ဂရာမြတ်စွာဘုရားရှင်ကယဟန္တာပေါင်းတသိန်းနဲ့ကြွချီလာပါတော့တယ်ဓမ္မမိတ်ဆွေတို့မျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပါရွှေရောင်ဝင်းပနေတဲ့ဖျားရှင်ရဲ့ကိုရိုကြီးကဘွက်အိုင်ထဲမှာခြီတော်မပေးစေဟုတ်သူ့မေရရတဲ့ဟာဘာလုပ်ခဲ့တယ်လဲသူဟာသူ့ရဲ့တစ်ဆဲအင်ဂျီနဲ့တားရည်နယ်တွေကိုဘွက်ပေါ်မှာခင်းလိုက်ယုံတယ်မကပဲမိမိရဲ့ခန္ဓာကိုယ်ကိုပါတရားအဖြစ်မှောက်ခုံခင်းပေးလိုက်ပါတယ်ဖျားရှင်နဲ့ယဟန္တာတွေဟာသူ့ရဲ့ကြောပေါ်ကနေနင်းဒီကြွသွားဖို့အတွက်စွန့်လွတ်လိုက်တာပါအဲ့ဒီအချိန်မှာသူ့မေရရတဲ့ရဲ့စိတ်ထဲမှာအလွန်ကြီးမားရဲ့ဆုံးဖြတ်ချက်တစ်ခုပေါ်လာပါတယ်သူဟာဒီဘင်္ဂရာဖျားရှင်ထံမှာတရားနာပြီးယဟန္တာဖြစ်အောင်ကျင့်ရင်အခုချက်ချင်းနိဗ္ဗာန်ဝင်လို့ရပါတယ်ဒါပေမဲ့သူကဘာတွေးတယ်လဲဆိုတော့ငါတယောက်တည်းနိဗ္ဗာန်သွားတာထက်ငါကိုယ်တိုင်လဲဖျားဖြစ်အောင်ကျင့်ပြီးတတ္တဝါဝိနည်းရဲ့အားလုံးကိုပါကဲတင်မယ်ဆိုတဲ့အနိုင်မဲ့ကရုဏာစိတ်နဲ့အတိတ်ထံပြုတ်လိုက်ပါတယ်ဒီဘင်္ဂရာဖျားရှင်ကသူ့မေရယတိရဲ့ခေါင်းရင်းမှာရက်တော်မူပြီးနောက်အနာဂတ်ကိုတည်မြင်တဲ့ဉာဏ်တော်နဲ့ဗျာဒိတ်တော်ပေးခဲ့ပါတယ်ဤယတိဒီနောက်အခါဂေါတမအမိချင်းဖျားစင်စစ်ဖြစ်လိမ့်မည်တဲ့ဒီဗျာဒိတ်တော်ဟာကျွန်တော်တို့ရဲ့ဖျားလောင်းအသက်တော်လေးတင်ချီနဲ့ကဘာတသိန်းဆိုတဲ့ယူရဲကောင်းခရီးစဉ်ကြီးရဲ့တနက်ဖြစ်ဖောက်လိုက်တဲ့အချက်အလင်းတန်ပါပဲဒီဘင်္ဂရာဖျားရှင်ပရိနိဗ္ဗာန်ဆံဝင်သွားပြီးရဲ့နောက်မှာတော့ကျွန်တော်တို့ဖျားလောင်းဟာအဲ့ဒီတာရမန္တကကဘာကြီးပျက်စီးသွားတဲ့အထိနောက်ထပ်ပွင့်လာတဲ့ဖျားရှင်တွေရဲ့လက်ထက်တွေမှာလည်းပါရမီတွေကိုမလျော့သောဇွဲနဲ့ဖြည့်ကျင့်ခဲ့တာဖြစ်ပါတယ်ဒီသမိုင်းကြောင်းကိုကြည့်ရင်ကျွန်တော်တို့သိနိုင်တာကဖျားဖြစ်ဖို့ဆိုတာပါရမီတော်တွေကိုအသက်နဲ့လဲပြီးဖြည့်ကျင့်ရသလိုအတိဉာဏ်ပိုင်းဆိုင်ရာမှာလည်းအလွန်နဲ့နဲသောတည်ဆောက်မှုတွေလိုအပ်ပါတယ်သူ့မေရရတဲ့ဟာအဲ့ဒီနေ့ကစပြီးဒါနာတီလာနေခမ်းမှာစတဲ့ပါရမီ10ပါးကိုဖြည့်ကျင့်ဖို့ဆုံးဖြတ်ခဲ့တာဟာကျွန်တော်တို့လူသားအားလုံးအတွက်အလွန်ကျေးဇူးဂရုမလာပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ခင်ဗျာကဘာဦးကာလကပွင့်ခဲ့တဲ့ဒီဖျားရှင်တွေရဲ့အကြောင်းကိုနားထောင်ရင်းနဲ့ဖျားလောင်းတရားရဲ့စိတ်ထက်ဘလောက်မြင့်မြတ်တယ်လဲဆိုတာကိုနှလုံးသွင်းကြည့်ကြပါကျွန်တော်တို့လည်းဘဝမှာအခက်အခဲတွေကြုံလာတဲ့အခါသူ့မေရရတဲ့ရဲ့မလျော့သောဇွဲနဲ့ကြီးမားတဲ့ရည်မှန်းချက်ကိုအတူယူပြီး
ရှောက်လန်းကြရမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဟာကဘာဦးကာလကနေခရီးစတင်နေပါပြီနောက်ပိုင်းကဘာတွေမှာတော့ဘလို့ဖျားရှင်တွေဆက်လက်ပွင့်ထွန်းခဲ့တယ်လဲဆိုတာကိုအပိုင်း3မှာစိတ်ဝင်စားဝယ်ဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ခဏနားဆင်ပေးကြအောင်ခင်ဗျာအခုအပိုင်း3မှာတော့ဒီပင်ဂရာမြတ်စွာဘုရားရဲ့နောက်ပိုင်းကပအဆက်ဆက်မှာပွင့်တော်မူခဲ့ကြတဲ့ဖျားရှင်တွေရဲ့အကြောင်းကိုခရီးဆက်ကြည့်အောင်ပါဒီနေရာမှာကျွန်တော်တို့တခုသတိထားရမှာကဖျားရှင်တဆူနဲ့တဆူကြားမှာကဘာပေါင်းကူရေကူရာကြာမြင့်တဲ့ဗလာကဘာတွေရှိခဲ့တာပါဓမ္မမိတ်ဆွေတို့မျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပါစัจ java ကြီးတစ်ခုလုံးဟာအမှောင်ထုထဲမှာနှစ်ပေါင်းတန်းပေါင်းများစွာနှစ်မြုပ်နေပြီမှဖျားရှင်တဆူပွင့်လာတဲ့အခါမှာတော့အလွန်ကြီးမားတဲ့အလင်းတိုင်ကြီးတစ်တိုင်စိုက်ထူလိုက်တယ်လို့မျိုးလင်းထိန်သွားတယ်ပါဒီပင်ဂရာမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံဝင်ပြီးနောက်အလွန်ရှည်လျားတဲ့ကာလာကြီးတစ်ခုကိုဖျက်ဆီးပြီးတဲ့အခါမှာတော့ကွန်တညမြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့ပါတယ်အဲ့ဒီကဘာဟာဖျားတဆူတဲ့သာပွင့်တယ်တာရကဘာမျိုးဖြစ်ပါတယ်ကွန်တညမြတ်စွာဘုရားရှင်ဟာတတ္တဝဝိနည်းရဲ့တို့ရဲ့အကျိုးစီးပွားအတွက်အင်ဒရေဘောဇင်စားတဲ့တရားတွေကိုအငဲမပြတ်ဟောကြားတော်မူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အလွန်ထူးခြားတဲ့တာရမန္တလကဘာကြီးတစ်ခုပေါ်ထွန်းလာပြန်ပါတယ်ဒီကဘာမှာတော့ဖျား၄စုတောင်ပွင့်ခဲ့တာပါသူတို့ကတော့မင်္ဂလာတုမနဇေဝတနဲ့တောပိဒမြတ်စွာဘုရားရှင်တို့ပဲဖြစ်ပါတယ်ဒီနေရာမှာမင်္ဂလာမြတ်စွာဘုရားရှင်ရဲ့ဖုံးတကူတို့ဟာအလွန်ကြီးညိုဟုတ်ကောက်ပါတယ်မင်္ဂလာမြတ်စွာဘုရားရှင်ရဲ့ကိုတော်ကနေထပေါ်လာတဲ့ရောင်ကြီးတော်တွေဟာနေမင်းကြီးရဲ့အလင်းထက်တောင်ပိုပြီးတောက်ပါတယ်လို့ဆိုထားပါတယ်ဓမ္မမိတ်ဆွေတို့ခင်ဗျာဖះရှင်တိုင်းဟာတယောက်နဲ့တယောက်ရုပ်အစင်းတက်တန်းကွဲပြားကြပေမယ့်သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့အမှန်တရားကတော့အတူတူပါပဲအဲ့ဒါကတော့ပဋိစ္စသမုပ္ပါဒ်ခေါ်တဲ့အကြောင်းအကျိုးတရားကြီးပါပဲဖះရှင်တိုင်းဟာဘောဓိဘယင်းမှာအဝိဇ္ဇာကြောင့်သင်္ခါရတွေထက်တယ်ဆိုတဲ့တန်တရားရဲ့လျှို့ဝှက်ချက်ကိုဉာဏ်တော်နဲ့ထိုးထွင်းသိမြင်ခဲ့ကြတာပါဒီနေရာမှာကျွန်တော်ပုံပမာလေးတစ်ခုနဲ့ရှင်းပြခြင်းပါတယ်မလီနာပင်တာကျမ်းထဲမှာပါတယ်လို့ပေါ့လူတယောက်ဟာအဖောင်ထဲမှာမြားကိုဖြောင်းအောင်လုပ်နေရတယ်လို့မျိုးကျွန်တော်တို့လူသားတွေဟာအမှန်တရားကိုမသိပဲလမ်းပြောင်းနေကြတာပါဒါပေမဲ့မြတ်စွာဘုရားရှင်တို့ကတော့အဲ့ဒီမြားကိုဖြောင်းအောင်လုပ်နိုင်တဲ့ဉာဏ်ဆိုတဲ့လက်သမားဆရာကြီးတွေလိုပါပဲသူတို့ဟာတန်တရားခရီးမှာဘယ်လမ်းကအမှန်ဘယ်လမ်းကအမှားဆိုတာကိုကွက်ကွက်ကွင်းကွင်းပြသပေးခဲ့ကြတာပါထေရဗရန်ကျမ်းစာထဲမှာလည်းယဟန္တာမထေရမြတ်ကြီးတွေဟာအတိတ်ကဘာတွေမှာအဲ့ဒီဖျားရှင်တွေနဲ့ဆုံတွေ့ရပုံကိုစိတ်လှုပ်ရှားဖွယ်ဖော်ပြထားပါတယ်။ဥပမာအရှင်အနုရူဒမထေလောင်းဟာအတိတ်ကတုမနမြတ်စွာဘုရားဘောဓိပင်ရင်မှာတရားကျင့်နေတာကိုတွေ့တဲ့အခါမှာအလွန်ကြီးညိုသွားပြီးစီမီးတစ်ထောင်နဲ့ပူဇော်ခဲ့ပါတယ်။အဲ့ဒီကုသိုလ်မျိုးစေ့လေးဟာကဘာပေါင်းများစွာကြာတဲ့အထိမပြော့ပြတ်ပဲနောက်ဆုံးဂေါတမမြတ်စွာဘုရားလက်ထက်မှာတော့ဒိဗ္ဗစက္ခုဉဏ်နတ်မျက်စိအရာမှာအသာဆုံးယဟန္တာတစ်ပါးဖြစ်လာခဲ့တာပါဒါကြောင့်ဓမ္မမိတ်ဆွေတို့စဉ်းစားကြည့်ပါကျွန်တော်တို့အခုတရားနာနေရတာကုသိုလ်ပြုနေရတာတွေဟာတင်းငယ်တယ်လို့ထင်ရပါမယ်အတိတ်ကဘာတွေကဖျားရှင်တွေရဲ့ခြေတော်ရင်းမှာကုသိုလ်ပြုခဲ့ကြတဲ့ယဟန္တာကြီးတွေလိုပဲနောက်တစ်ချိန်မှာအလွန်ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုခံစားရစီမှာဖြစ်ပါတယ်အတိတ်ကဘာအသီးစီမှာပွင့်တော်မူခဲ့ကြတဲ့ဖျားရှင်တိုင်းဟာတတ္တဝါတွေကိုကယ်တင်ဖို့အတွက်ရေအစုံမီးအစုံယမကပါတီဟာရတန်ကိုးတော်တွေကိုပြသခဲ့ပြီးဒုက္ခခတ်သိမ်းငြိမ်းရာနိဗ္ဗာန်စီကိုလမ်းပြပေးခဲ့ကြတာပါအခုအပိုင်းလေးမှာတော့ဖျားရှင်တိုင်းမှာရှိတော်မူကြတဲ့အန်အောဘွယ်ရာထူးခြားတဲ့တယုံတရန်တွေနဲ့ဘသူနဲ့မှမတူတဲ့အနှွိုင်းမဲ့အစွမ်းတော်တွေအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးမြတ်စွာဘုရားရှင်တို့ရဲ့ရုပ်အစင်းတော် physical appearance အကြောင်းကိုစဉ်းစားကြည့်အောင်ကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်ဟာအရက်တော်18တောင်မြင့်တော်မူပေမဲ့အတိတ်ကပွင့်တော်မူခဲ့တဲ့ဘုရားရှင်တွေကတော့တတ္တဝါတွေရဲ့တဒန်းအလိုက်အလွန်ပင်မြင့်မားတော်မူကြပါတယ်ဥပမာအားဖြင့်အနောမရတတိမြတ်စွာဘုရားနဲ့ပတုမမြတ်စွာဘုရားရှင်တို့ဟာအရက်တော်58တောင်အထိမြင့်တော်မူကြပါတယ်58တောင်ဆိုတာအထက်ပေါင်းများစွာရှိတဲ့တိုက်ကြီးတစ်လုံးနီးပါးမြင့်မားတာပါဒါပေမဲ့အဲ့ဒီလိုမြင့်မားတဲ့ကိုတော်ကြီးဟာအချိုးအစားဖြီးပြီးမဟာပုရိသလက္ခဏာတော်32ပါးနဲ့ပြည့်စုံလို့ဖူးမဝနိုင်အောင်တင့်တယ်လှပတော်မူပါတယ်။ဖျားရှင်တို့ရဲ့ကိုတော်ကနေထွက်ပေါ်တဲ့ရောင်ကြီးတော်ဟာလည်းအလွန်ထူးကြပါတယ်။မင်္ဂလာမြတ်စွာဘုရားရှင်လက်ထက်မှာဆိုရင်ကိုတော်ကထွက်တဲ့ရောင်ကြီးတော်တွေဟာ1000သောလောကဓာတ်အထိပိတ်ပင်သားစီးမှုမရှိဘဲပြည့်နှံ့သွားခဲ့ပါတယ်
နေနဲ့ညကိုခွဲခြားလို့မရနိုင်တော့အောင်လောကကြီးတစ်ခုလုံးဖျားရှင်ရဲ့ရောင်ကြီးတော်နဲ့ပဲလင်းထိန်နေတာပါဒါဟာဖျားရှင်တို့ရဲ့အတိတ်ကဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေကြောင့်ဖြစ်ပေါ်လာတဲ့အံဖွယ်တရုပ်တရံတွေပါပဲအခုဖျားရှင်တို့ရဲ့အစွမ်းတော်ဖြစ်တဲ့ဉာဏ်တော်တွေအကြောင်းကိုဆက်ကြည့်အောင်ဖျားရှင်တိုင်းမှာဉာဏ်တော်83ပါးရှိပါတယ်အဲ့ဒီထဲမှာ68ပါးကတော့တာဝကတွေနဲ့တူညီပေမဲ့နောက်ဆုံး6ပါးကတော့ဖျားရှင်တစုတည်းသာပိုင်ဆိုင်တဲ့အတာရဏဉာဏ်တော်တွေဖြစ်ပါတယ်ဒီဉာဏ်တော်ရဲ့အစွမ်းဟာဘလောက်ကြီးမားသလဲဆိုရင်1အိန္ဒြိယပရောပရိယတ္တဉာဏ်တတ္တဝါတွေရဲ့ပါရမီဘလောက်ရင့်ကျက်ပြီလဲဘယ်အချိန်မှတရားဟောရင်ကျွတ်တန်းဝင်မလဲဆိုတာကိုအကုန်သိပါတယ်2အာတယာနုတယဉာဏ်တတ္တဝါတွေရဲ့စိတ်အခတ်နဲ့ကိန်းဝတ်နေရဲ့အကျင့်စရိုက်တွေကိုသိတာမှာဥပမာဖျားပတုဟာပန်းပွင့်ကိုမဖျက်ဆီးစီပဲဝိရေကိုပဲယူသလိုမျိုးဖျားရှင်ဟာတတ္တဝါတွေရဲ့စရိုက်ကိုကြည့်ပြီးတရားဓမ္မအနှစ်ကိုပေးစွမ်းနိုင်တဲ့ဉာဏ်တော်ရှိပါတယ်3ယမကပါတိဟာရိယဉာဏ်ရေအစုံမီးအစုံတခိုးပရာတိဟာယပြနိုင်တဲ့ဉာဏ်ဖြစ်ပြီးတပြိုင်နက်တည်းအံ့ဩဖွယ်တခိုးတွေကိုပြသနိုင်စွမ်းရှိပါတယ်မဟာကရုဏာစမာပတ္တိဉာဏ်ဖျားရှင်ဟာမနက်တိုင်းညတိုင်းဒီဉာဏ်တော်နဲ့လောကကြီးကိုကြည့်ရှုပြီးဘဒူများဒုက္ခရောက်နေသလဲငါဘဒူကူညီပေးရမလဲလို့အမြဲရှာဖွေစောင့်ရှောက်နေတာဖြစ်ပါတယ်ငါတပ်ပေညုတဉာဏ်နဲ့အနာဝရဏဉာဏ်ကိုပါတိစရာအားလုံးကိုအကုန်သိပြီးဘယ်အရာကမှပြပင်တားဆီးလို့မရတဲ့အလင်းတိုင်ဉာဏ်လိုကြီးတွေပဲဖြစ်ပါတယ်မီလင်နာပင်ဟာထဲမှာပါသလိုပေါ့မြားလုပ်သူဟာမြားကိုဖြောင်းအောင်လုပ်သလိုမြတ်စွာဘုရားရှင်ဟာလည်းလွင့်ပြန်နေတဲ့ကျွန်တော်တို့ရဲ့စိတ်တွေကိုအမှန်တရားစီရောက်အောင်စိုးမပေးနိုင်တဲ့အနိုင်မဲ့လက်သမားဆရာကြီးပါပဲဘုရားရှင်ရဲ့တကိုးတော်ဆိုတာတမင်ကွာဝါဖို့မဟုတ်ပဲတတ္တဝါတွေကိုတန်တရားဝက်ဩကဒကနေကဲထုတ်ဖို့အသုံးပြုတာဖြစ်ပါပဲဘုရားရှင်တိုင်းရဲ့တူညီတဲ့နောက်ထပ်အစွမ်းတစ်ခုကတော့ဓမ္မစကြာတရားဥဟောကြားခြင်းဖြစ်ပါတယ်ဘုရားရှင်တိုင်းဟာတူညီတဲ့သစ္စာ၄ပါးတရားတော်ကိုပဲဟောကြားပြီးတတ္တဝါကုတိကိုနိဒ္ဒန်ရောက်အောင်ပို့ဆောင်ခဲ့ကြတာပါဒါကြောင့်ဓမ္မမိတ်တို့ခင်ဗျာဒီလောက်အစွမ်းထက်တဲ့ဉာဏ်တော်ရှင်ဘုရားရှင်တို့ရဲ့တမိုင်းကြောင်းကိုနားထောင်ရတာဟာကျွန်တော်တို့အတွက်အလွန်ကံကောင်းလာပါတယ်ကျွန်တော်တို့ဟာဘုရားရှင်ရဲ့လမ်းညွှန်ချက်အတိုင်းမမေ့မလျော့ပဲအပမာဒကျင့်ကြံအားထုတ်မယ်ဆိုရင်စင်းရဲခြင်းအားလုံးကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်အခုအပိုင်းကားမှာတော့ကျွန်တော်တို့အားလုံးနဲ့အနီးဆက်ဆုံးထိတ်လက်ကျွန်တော်တို့အခုလက်ရှိနေထိုင်နေကြတဲ့ဗဒ္ဒကဘာအကြောင်းနဲ့ဖျားရှင်ပြိနိဗ္ဗာန်စံပြီးနောက်ကြံရစ်ခဲ့တဲ့အဖိုးတန်ဓာတ်တော်များတမိုင်းကြောင်းကိုဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဝန္ဒပါဠိတော်အရကျွန်တော်တို့အခုရောက်ရှိနေတဲ့ကဘာကြီးကိုဗဒ္ဒကဘာလို့ခေါ်ဆိုပါလေဒီကဘာဟာဘာကြောင့်ဒီလောက်တောင်မင်္ဂလာရှိပြီးထူးခြားနေရတာလဲဘာကြောင့်လဲဆိုတော့တန်တရာရဲ့ကဘာအဆက်ဆက်မှာဘုရားတဆုမှမပွင့်တဲ့ဗလာကဘာတွေဂရေရှိနေတဲ့ဂျားကမှာဒီကဘာမှာတော့ထူးထူးခြားခြားဖျားငါးစုတောင်ပွင့်ထုံးမှာဖြစ်လို့ပါပဲဓမ္မမိတ်ဆွေတို့မျက်စီထဲမှာမြင်အောင်ကြည့်လိုက်ပါအမောင်တူကြီးဆိုးနေတဲ့ကောင်းကင်ထဲမှာလမင်းကြီးငါးစင်းဒဇင်းပြီးဒဇင်းထွက်ပေါ်လာသလိုမျိုးအလွန်တရာမှအေးမြကြည်လင်တဲ့ကဘာကြီးဖြစ်ပါတယ်ဒီဗဒ္ဒကဘာမှာပွင့်တော်မူခဲ့တဲ့ဖျားရှင်တွေကတော့ကကုတန်မြတ်စွာဘုရားရှင်ကောဏဂုံမြတ်စွာဘုရားရှင်ကတ္တပမြတ်စွာဘုရားရှင်နဲ့ကျွန်တော်တို့ရဲ့ကြီးစုတော်ရှင်ဂေါတမမြတ်စွာဘုရားရှင်တို့ပဲဖြစ်ပါတယ်။နောက်အနာဂတ်မှာတော့အရိမိတယမြတ်စွာဘုရားရှင်ဆက်လက်ပွင့်ထွန်းအောင်မှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်အလွန်ကြီးညိုမှုကောင်းတဲ့တာရကတစ်ခုကိုပြောပြချင်ပါတယ်။ဝိမာနဝတ္ထုကျမ်းစာထဲမှာပါဝင်တဲ့အချက်လက်တွေအရကတ္တပမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာလူသားတွေဟာဘုရားရှင်ရဲ့ဓာတ်တော်စေတီတော်တွေကိုပန်းတွေစီနီးတွေနဲ့ပူဇော်ခဲ့ကြတာကြောင့်နတ်ပြည်မှာအလွန်တောက်ပတဲ့နတ်ဗိမာန်တွေရရှိခဲ့ကြပုံတွေကိုစိတ်လှုပ်ရှားဖွယ်တွေ့ရပါတယ်။ဥပမာအားဖြင့်အရှင်မဟာမောဂလန်မထေမြတ်ကနတ်သမီးတစ်ပါးကိုမေးလိုက်တဲ့အခါအဲ့ဒီနတ်သမီးဟာအတိတ်ဘဝကကတ္တပဘုရားရှင်ရဲ့စေတီတော်မှာပန်းရှစ်ပွင့်ပဲလူဟဲ့ပေမဲ့အခုနတ်ပြည်မှာတော့ကျဲတာယာတွေထက်လင်းလက်တဲ့ကိုရန်ကိုဝါတွေပိုင်ဆိုင်နေရတာပါ။ဒါကိုကြည့်ရင်ဖျားရှင်တို့ရဲ့ဓာတ်တော်စေတီတော်တွေကိုပူဇော်ရတဲ့ကုသိုလ်ဟာဘလောက်ကြီးမားသလဲဆိုတာမြင်နိုင်ပါတယ်။အခုကျွန်တော်တို့ရဲ့ဂေါတမမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက်ဓာတ်တော်တွေဘလို့ဖြစ်ပေါ်လာသလဲဆိုတာကိုဓာတ်တော်များခွဲဝေခြင်းအရာစက်ကြည့်ရအောင်ပါ။ဖျားရှင်ဟာတတ္တဝါတွေအပေါ်ထားရှိတဲ့အနန္တကရုဏာတော်ကြောင့်မိမိရဲ့ရုပ်အလောင်းတော်ကိုမီးပူဇော်တဲ့အခါမှာတစားတည်းမပျက်စီးသွားပဲတင်းငယ်တဲ့ဓာတ်တော်များအဖြစ်ကျွင်းကြံရအောင်အဋိဌံတော်မူခဲ့ပါတယ်။ဒါဟာနောင်လာနောက်သားတွေအနေနဲ့ဖ
ဖျားရှင်ကိုစားကိုးကွယ်စည်းကပ်နိုင်မှုအတွက်လမ်းစာစိတ်ထူပေးခဲ့တာပါဓာတ်တော်တွေကိုခွဲဝေတဲ့အခါမှာဒေါနဘုံနာကရွှေပြေအေးစကားပြောကြသည့်မင်းအသီးသီးကိုညီတူညီမျှခွဲဝေပေးခဲ့ပါတယ်မဂရအတိုင်းအဇာဒတန်မင်းကရာဇဂုံပြည်မှာဓာတ်တော်တွေကိုထာပနာပြီးစေတီဒေခဲ့ပါတယ်ဝေတာလီမင်းများကပိလဝတ်ပြည်ကတာကိဝံမင်းများအလက်ကပမင်းများနဲ့ဝေထရိတီပမင်းများပါဝါပြည်ကမလာမင်းများနဲ့ကုတီနာယုံပြည်ကမလာမင်းများကလည်းမိမိတို့တိုင်းပြည်အသီးသီးမှာဓာတ်တော်တွေကိုခမ်းနားထဲဝါစွာပူဇော်ခဲ့ကြပါတယ်ဓမ္မမိတ်ဆွေတို့ခင်ဗျာစာအုပ်ထဲကမှတ်တမ်းတွေအရဒီဓာတ်တော်တွေဟာလူပြည်ထဲမှာမဟုတ်ပဲနတ်ပြည်နဲ့နဂါပြည်တွေမှာပါတည်ရှိနေတာဖြစ်ပါတယ်ဖျားရှင်ရဲ့ဆွဲတော်တဆူဟာတာဝရိန်သာနတ်ပြည်မှာတည်ရှိနေသလိုနောက်တဆူကတော့ဂန္ဓာရအတိုင်းမှာရှိနေပါတယ်နောက်ထပ်ဆွဲတော်တဆူကတော့ကလင်ကအတိုင်းမှာရှိပြီးကြံတဆူကတော့နဂါပြည်မှာတည်ရှိနေပါတယ်ဒါအပြင်ဖျားရှင်ရဲ့အသုံးဆောင်ပရိကရာတွေဖြစ်တဲ့တပိတ်တော်တောင်ဝဲတော်တင်ငန်းတော်တွေဟာလည်းတီဟိုလိကျွန်းမိထီလာပြည်နဲ့ဗာရာဏသီပြည်စော့တဲ့နေလာအသီးသီးမှာတတဝါတို့ကုသိုလ်ပွားများမှုအတွက်တည်ရှိနေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပုံပမာလေးနဲ့ရှင်းပြခြင်းပါတယ်မီလင်ဒပိန်နာထဲမှာအရှင်နာကစေနာကမီလင်ဒမင်းကြီးကိုရှင်းပြတယ်လို့ပေါ့ဖျားရှင်ဟာပရိနိဗ္ဗာန်ဆန်သွားပေမဲ့ဖျားရှင်ရဲ့တရားတော်တွေနဲ့ဓာတ်တော်တွေဟာကျွန်တော်တို့အတွက်တော့လမ်းပြောက်နေတဲ့ခရီးတွေအတွက်အလင်းတိုင်ကြီးတွေလိုပါပဲကျွန်တော်တို့ဟာဓာတ်တော်တွေကိုဖူးမြော်ကြည်ညိုတဲ့အခါမှာဖျားရှင်ကိုတက်ရှိထင်ရှားဖူးတွေ့တာတလို့မျိုးစိတ်အားထက်သန်းစွာနဲ့ပူဇော်မယ်ဆိုရင်နတ်ပြည်နိဗ္ဗာန်အထိရောက်နိုင်တဲ့ကုသိုလ်ထူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေတို့ခင်ဗျာကျွန်တော်တို့ဟာဒီကနေ့အလွန်ကံကောင်းလာပါတယ်။ဖျားငါးစုပွင့်တဲ့ဗဒ္ဒကဘာကြီးမှာလူဖြစ်ရတုံတင်မကဂေါတမမစ္စွာဖျားရှင်ရဲ့သာသနာတော်ကြီးနဲ့လည်းကြုံကြိုက်နေတာတို့ပါပဲ။ကျွန်တော်တို့ဟာဖျားရှင်ရဲ့ဓာတ်တော်စေတီတော်တွေကိုဖူးမြော်တဲ့အခါတိုင်းမှာငါတို့ဟာဖျားရှင်ရဲ့မေတ္တာရိပ်အောက်မှာရှိနေပါလားလို့နှလုံးသွင်းပြီးမမေ့မလျော်ပဲကုသိုလ်တရားတွေကိုအားထုတ်သွားကြပါစို့ကဲအခုဆိုရင်ကျွန်တော်တို့ဟာဗဒ္ဒကဘာနဲ့ဓာတ်တော်များတမိုင်းကြောင်းကိုကြည်ညိုခဲ့ကြပြီဆိုတော့နောက်ဆုံးအပိုင်း6မှာတော့ဒီဗုဒ္ဓဝန်တခွင်ကရရှိတဲ့အနှစ်ချုပ်သင်ခန်းစာတွေနဲ့ကျွန်တော်တို့ဘဝအတွက်လိုက်နာကျင့်သုံးရမယ့်လမ်းညွှန်ချက်တွေကိုညီကုန်းချုပ်တင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိဆက်လက်နားထောင်ပေးကြပါအောင်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ဟာဒီပင်ကရမြတ်စွာဘုရားရှင်ကနေဂေါတမမြတ်စွာဘုရားရှင်အထိအသင်ချေကဘာအဆက်ဆက်ကဘုရားရှင်တို့ရဲ့အံ့ဘွယ်သမိုင်းကြောင်းတွေကိုအတူတကွလေ့လာခဲ့ကြပြီးပါပြီအခုဗီဒီယိုရဲ့နောက်ဆုံးအပိုင်းမှာတော့ဒီအကြောင်းအရာတွေကနေကျွန်တော်တို့ဘဝအတွက်ဘလို့အနှစ်ချုပ်သင်ခန်းစာတွေယူရမလဲဆိုတာကိုအေးချမ်းစွာဆင်ခြင်ကြည့်ကြရအောင်ပါပထမဆုံးဆင်ခြင်ရမယ့်အချက်ကတော့သင်္ခါရတရားတို့ရဲ့မမြဲတဲ့သဘောအနိကပါပဲဘုဗ္ဗဝန္ဒပါဠိတော်ရဲ့ဏီကုန်းမှာမြတ်စွာဘုရားရှင်ကအလွန်ပင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့အမှန်တရားတစ်ခုကိုမိန့်ကြားတယ်ပါတယ်အဲ့ဒါကတော့အနိုင်မဲ့တကိုးတော်ရှင်ဘုရားရှင်တွေအာတဝတ်ကုန်ခန်းပြီးတဲ့ယဟန္တာမထေမြတ်ကြီးတွေဟာလည်းနောက်ဆုံးမှာတော့မီးပုံကြီးငိမ့်ထွားသလိုမျိုးပရိနိဒံဆံဝင်ထွားကြရတယ်ဆိုတာပါပဲဓမ္မမိတ်ဆွေတို့မျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပါကောင်းကင်ယံမှာအလွန်တောက်ကနေနေမင်းကြီးဟာညနေဆောင်တဲ့အခါတဖြည်းဖြည်းကွယ်ပြောက်သွားသလိုမျိုးဖျားရှင်တို့ရဲ့ဖုံးတကိုးတွေဟာလည်းခဏတာလင်းထိန်ပြပြီးကွယ်ပြောက်သွားကြရပါတယ်ခတ်သိမ်းပေါက်သင်္ခါရတရားတို့သည်အချင်းနီးသာဖြစ်ကုန်၏တဲ့ခမညာဒီလောက်ကြီးကျယ်ခမ်းနားတဲ့ဖျားရှင်တွေတောင်မှမမဲတဲ့တရားကိုပြသသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီသေးငယ်တဲ့ဘဝလေးတွေဟာဘလောက်တောင်ကြာဦးမှာလဲလို့ဆင်ခြင်ကြည့်စေချင်ပါတယ်ထုတနီးပါကျမ်းစာထဲမှာဖော်ပြထားသလိုလူသားတွေရဲ့တက်တန်းဟာအလွန်တိုးတောင်းလာပါတယ်နှစ်ပေါင်း100အတွင်းမှာပဲသေရတာရှိသလိုအဲ့ဒီထက်ပိုပြီးအသက်ရှည်အောင်တော့နောက်ဆုံးမှာအိုမင်းရင်ယော်ပြီးသေချင်းတရားနဲ့ပဲလမ်းဆုံးကြရတာပါဒါကြောင့်ကျွန်တော်တို့ဟာမမြဲတဲ့ပစ္စည်းဥစ္စာတွေကိုစုဆောင်းရင်းနဲ့ပူဆွေးတော့ကရောက်နေကြတာဟာအချင်းနီးပါပဲလို့ဘုရားရှင်ကတတိပေးထားပါတယ်ဒုတိယသင်ခန်းစာကတော့ရခဲလာတဲ့အခွင့်အရေးကိုအသုံးချဖို့ပါပဲကျွန်တော်တို့အပိုင်း1မှာပြောခဲ့သလိုဖျားသဆူးမမပွင့်တဲ့ဗလာကဘာတွေဟာကဘာပေါင်းကလေးကရာရှိခဲ့တာပါအခုကျွန်တော်တို့ဟာဖျားငါးစုပွင့်တဲ့ဗတ္တကဘာကြီးထဲမှာလူဖြစ်ခွင့်ရနေတာဟာအလွန်တရာမှကံကောင်းလွန်လာပါလေဒါဟာမြတ်စွာဘုရားရှင်ရဲ့သာသနာနဲ့ကြုံကြိုက်တဲ့အခါကောင်းကြီးပါပဲဒီနေရာမှာကျွန်တော်ပုံပမလီနဲ့ပြောပြခြင်းပါလေ
တဓမ္မဘက်ကျမ်းစာထဲမှာပါဝင်တဲ့ပြားပတုတ်နဲ့ပန်းပွင့်ပုံပမာလီပါပြားပတုတ်ဟာပန်းပွင့်ရဲ့အစင်းနဲ့အနံ့ကိုမပြတ်စည်းပဲဝိရည်ကိုပဲစုပ်ယူသွားတယ်လို့မျိုးကျွန်တော်တို့ဟာလေဒီလောကကြီးထဲမှာနေထိုင်တဲ့အခါဖះရှင်ရဲ့တရားတော်တွေကနေအနှစ်သာရကိုပဲယူပြီးမိမိကိုယ်ကိုမြင့်တင်သွားကြရမှာပါသူတစ်ပါးရဲ့အကိတတွေကိုလိုက်ကြည့်နေမယ့်အစားမိမိရဲ့လှုပ်ဆောင်ချက်တွေမိမိရဲ့စိတ်သက်တွေကိုပဲပြန်လဲစမ်းစစ်ကြည့်ကြပါစို့ဓမ္မမိတ်ဆွေတို့ခင်ဗျာကျွန်တော်တို့ဟာဖះရှင်ရဲ့ဉာဏ်တော်ချွတ်ဆက်သုံးပါအကြောင်းအတိပပဇက်ကြောင်းတွေကိုနားထောင်ပြီးတဲ့အခါမှာငါတို့လည်းဖះရှင်လျှောက်လန်းခဲ့တဲ့လမ်းအတိုင်းလိုက်ရမယ်ဆိုတဲ့အတိတရားရဖို့အရေးကြီးပါတယ်ဖះရှင်ဟာကျွန်တော်တို့အတွက်အလင်းတောင်ကြီးအခုကိုစိုက်ထူးပေးတာပါကျွန်တော်တို့လုပ်ရမှာကတော့မမေ့မလျော့လေတတိနဲ့ရှောင်လန်းဖို့ပါပဲမေ့လျော့နေတဲ့သူဟာတေချင်းတရားစီကိုသွားနေတာဖြစ်ပြီးမမေ့မလျော့ပဲတရားအားထုတ်နေတဲ့သူဟာတော့တေချင်းကင်းရာနိဗ္ဗာန်စီကိုသွားနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်တွေကိုစုံမကြပါစို့များလို့သူဟာများကိုဖြောင်းငေါ်လို့လုပ်တယ်လို့မျိုးလွင့်ပြန်နေတဲ့ကျွန်တော်တို့ရဲ့စိတ်တွေကိုတရားဓမ္မနဲ့တဲ့မှတ်ပေးကြပါစို့အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဖះရှင်များစွာရဲ့သမိုင်းကြောင်းတွေဟာတဲ့အတွက်ဘဝရဲ့အလင်းရောင်လေးတစ်ခုဖြစ်စေမယ်လို့ယုံကြည်ပါတယ်ဖះရှင်တို့ရဲ့ဂုဏ်တော်တွေကိုကြည်ညိုရင်းနဲ့တဲ့ရဲ့နေ့စဉ်ဘဝမှာအေးချမ်းမှုတွေရရှိပါစေမိမိပြုခဲ့တဲ့ကုသိုလ်တွေကိုပြန်လဲအောက်မေ့ပြီးနတ်ပြည်နိဗ္ဗာန်အထိရည်မှန်းနိုင်ကြပါစေရှင်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိစေတဲ့စိတ်ခွန်အားချစ်စေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားမယ်ဆိုရင်နောက်ထပ်တင်ဆက်ပေးမယ့်တရားဓမ္မနဲ့ဘဟုတုတကောင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ပါဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုလည်းတင်ချစ်ခင်ရတဲ့သူတွေစီ share ပေးခြင်းအပြင်ဓမ္မဒါနကုသိုလ်ကိုအတူတကွယူကြရအောင်ပါအားလုံးပဲဖះရှင်ရဲ့မေတ္တာရိပ်အောင်မှာငြိမ်းချမ်းကြပါစေတာဓုတာဓုတာဓု